ကဲဟုတ်ပြီဒါကတော့ဒါ control circuit ပေါ့နော်ခုနက power circuit ကိုကျွန်တော်တို့ဆင်ကြည့်ခဲ့ပြီเนาะ power circuit အရင်ဆင်လိုက်ပြီပေါ့เนาะဆင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က control circuit ကိုစပြီးတော့တက်ဆင်မယ်เนาะတကယ် panel ဘုံဒီမှာလက်တွေ့တက်ဆင်တဲ့အခါမှာလဲ power ဘိုင်းကိုအရင်ဆုံးကျွန်တော်တို့ဆင်သင့်တယ်เนาะဘာဖြစ်လို့လဲဆိုတော့ power ဘိုင်းဟာပြတ်ခဲတယ်เนาะပြတ်ခဲတဲ့အတွက်ကိုကျွန်တော်တို့အရင်ဆုံးဆင်ရမယ်ဆင်တဲ့အခါမှာ power ဂျိုးတွေကအောက်ကိုရောက်သွားမယ်เนาะနောက်တစ်ခါအပေါ်ကနေထပ်ပြီးတော့မှ control ဂျိုးတွေဝင်လာတဲ့အခါမှာเนาะ power ဂျိုးတွေကအောက်ကိုရောက်သွားမယ်เนาะအပြတ်များတာကလည်း control ဂျိုးတွေကเนาะ error ဖြစ်တာကလည်း control ဂျိုးတွေကအဖြစ်များတယ်အဖြစ်များတဲ့အတွက်ကိုဒီ control ဂျိုးတွေကိုအပေါ်မှာထားပြီးတော့ဆင်တာပေါ့เนาะ control ကိုနောက်မှဆင်လိုက်တာเนาะဟုတ်ပြီအဲ့ဒီတော့ဒါကြုံလို့ပြောပြတာเนาะအဲ့ဒီတော့အခုဒီမှာပုံနဲ့တွဲပြီးကြည့်ထားအောင်လုပ်ပြီเนาะအခုဒီမှာ line ရှိတယ်ဒီမှာ neutral ရှိတယ်เนาะ control ဘိုင်းမှာကျတော့ခုနက power ဘိုင်းမှာကျွန်တော်တို့က3 phase motor ကိုသုံးမယ်သုံးမှဖြစ်တဲ့အတွက် line 1 line 2 line 3ဝင်ပေးတယ်เนาะ line 1 line 2 line 3ပါတယ်เนาะဒီ breaker ကိုသုံးပေးတယ်3 volt breaker ကိုသုံးတယ်เนาะအခုဒီမှာကျတော့ control ဘိုင်းမှာက neutral သုံးရမယ်လေเนาะ neutral သုံးရမယ်ကျွန်တော်တို့ကဒီ line နဲ့ neutral ပြီးတော့မှအလုပ်လုပ်မယ် magnetic conductor ကြီးကိုကျွန်တော်တို့သုံးထားတယ်เนาะဒီမှာ pilot LED နှလုံး pilot LED နှလုံးကလည်းကျွန်တော်တို့ line နဲ့ neutral ရမှအလုပ်လုပ်မယ် pilot LED အဲကြောင့်မလို့ကျွန်တော်တို့က line နဲ့ neutral ကိုပေးဖို့အတွက်ကိုကျွန်တော်တို့ကဒီ control ဘိုင်းအတွက်တည်တံနောက်ထပ် MCB တစ်လုံးကိုသုံးလိုက်တယ်เนาะဒါ single phase ပေါ့เนาะ single phase MCB 2 pole ပေါ့เนาะ2 pole ပါတာ2 pole ပါတဲ့ MCB ကိုကျွန်တော်တို့သုံးလိုက်တယ်သုံးလိုက်တဲ့အခါမှာကျွန်တော်တို့က line ဝင်ရမယ်နောက်တစ်ခါ neutral ဝင်ရမယ်เนาะဟုတ်ပြီကဲအဲ့ဒီတော့ကျွန်တော်တို့ကဒီ drawing နဲ့ကိုတေချာလေးဂရုတစိုက်လေးနဲ့ drawing ကိုကြည့်တော့အောင်လို့เนาะ drawing ကြည့်တာနဲ့ဒီအပြင်မှာလက်တွေ့ဆင်တာနဲ့တေချာလေးလိုက်ပြီးတော့လေ့လာပြီးเนาะနောက်တစ်ခုကကျွန်တော်တို့ဒီ control တွေကိုတက်ဆင်တဲ့နေရာမှာကျိုးကတော်တော်လေးကိုရှုပ်ရှက်ခတ်နေတယ်เนาะကျိုးများတယ်ပေါ့เนาะဒါကအခုမှ DOS ဆိုတာကဒါအခြေခံပဲရှိသေးတယ်နောက် control တွေအများကြီးဆင်ရတဲ့အခါကျရင်ရှုပ်ထွေးသွားလိမ့်မယ်အဲကြောင့်မို့ control drawing တွေကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဒီကနေစပြီးတော့ line ကနေစပြီးတော့လာမယ်နောက်တစ်ခါပထမဆုံးတွေ့တဲ့ဒီတစ်ကြောင်းပေါ့เนาะဟိုစာရေးသလိုပဲတစ်ကြောင်းချင်းစီပြီးရေးသွားရမယ်ပေါ့เนาะစာရေးတဲ့အခါမှာတစ်ကြောင်းချင်းစီပြီးရေးသွားသလိုပဲကျွန်တော်တို့ control ဆင်တဲ့အခါမှာလည်းဒီ drawing တွေကိုတစ်ကြောင်းချင်းဖတ်သွားရမယ်เนาะအဲ့ဒီတော့စချင်းတွေ့မှာကဒီ MCB ကိုတွေ့မယ် MCB ကိုတွေ့မယ်เนาะဒါ MCB ကတော့ကျွန်တော် line နဲ့ neutral တစ်ခါတည်းဝင်လိုက်ပြီเนาะ line ဝင်တယ် line နောက်မှာကျွန်တော် line 1ကိုသုံးထားတယ်เนาะ line 1ဝင်တယ်နောက်တစ်ခါ neutral ကိုကျွန်တော်အပြာရောင်နဲ့သုံးတယ် neutral ဝင်တယ်เนาะဒါ new color code အရာပေါ့เนาะကဲဟုတ်ပြီ line နဲ့ neutral ဝင်ပြီးသွားပြီเนาะဝင်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့က line ဘက်ကိုအရင်ကြည့်မယ်เนาะ neutral ဘက်ကိုမစင်စားနဲ့အောင်ခဏမေ့ထားလိုက်เนาะအဲ့ဒီတော့ line ဘက်ကိုစကြည့်မယ် line ကအခုဒီမှာ breaker ကိုရောက်ပြီးပြီเนาะ MCB breaker ကိုရောက်ပြီးပြီ breaker ကနေပြန်ထွက်လာမှာဘယ်ကိုသွားမှာလဲဆိုတော့ကျွန်တော်တို့ဒီမှာ stock ခလုတ်ရဲ့ NC contact เนาะ stock ခလုတ်ရဲ့ NC contact ကိုသွားမယ်ဒါ stock ခလုတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအနီလေးကိုရွေးပြီးသုံးလိုက်တယ်เนาะဒီ post pattern မှာက NC လေးတစ်ချမ်းပါတယ် anode တစ်ချမ်းပါတယ်သူ့မှာလည်းအတူတူပဲ NC တစ်ချမ်း anode တစ်ချမ်းတကယ်တမ်းကျတော့ဒီခလုတ်နှစ်ခုတွေကဘယ်ခလုတ်ကို step ပဲသုံးဘယ်ခလုတ်ကို stop ပဲသုံးအတူတူပဲနှစ်ခုလုံးကအတူတူပဲဒါပေမဲ့ကျွန်တော်တို့ကเนาะဦးစားပေးအရောင်အရာဆိုလို့ရှိရင် stock ခလုတ်ကိုကျွန်တော်တို့ကအနီပဲသုံးသင့်တာပေါ့เนาะအရောင်ခွဲထားတာပေါ့ဒါမှလည်းကျွန်တော်တို့ကရုပ်တရက်အရေးပေါ်ဖွင့်ဖို့ပိတ်ဖို့လိုတဲ့အခါကျရင်ဒီအရောင်ကြည့်လိုက်တာနဲ့ဟာဒါ stock ခလုတ်ပေါ့ဒီကောင်ကတော့ stock ခလုတ်ဆိုတာတန်းသိပြီးတော့မှကျွန်တော်တို့ကမြန်ဆက်ဖွင့်နိုင်ပိတ်နိုင်မယ်เนาะဒါကြောင့်မို့လို့အရောင်တွေကိုခွဲပြီးတော့သုံးတာเนาะတကယ်တမ်းကျတော့အတူတူပဲကဲအဲ့ဒီတော့အခုဒီမှာ stock ခလုတ်ကိုဝင်ထားတယ် stock ခလုတ်ရဲ့ NC ကိုဝင်တယ်ဝင်ပြီးလို့ရှိရင် NC stock ခလုတ်ရဲ့ NC ကနေပြန်ထွက်မှာเนาะပြန်ထွက်မှာဒီဘယ်ကိုသွားမှာလဲဆိုရင် stock ခလုတ်ရဲ့ anode contact เนาะအဲ့ဒီကိုသွားမယ်เนาะဒီမှာ stock ခလုတ်ရဲ့ NC contact ကနေပြန်ထွက်လာမှာဒီ stock ခလုတ်ရဲ့ anode contact တစ်ခုကိုသွားမယ်เนาะဒီ
ဒီမှာ NC ဆိုတာကကျွန်တော်ရှေ့မှာပြောခဲ့ပြီးသားเนาะပြောခဲ့ပြီးသားဗာလဲ1နဲ့2နဲ့ဆိုရင် NC contact เนาะဒီခေါင်းချက်တော့3နဲ့4နဲ့ဆိုရင် NO contact နံပါတ်တွေရေးမပြတော့ဘူးเนาะဟုတ်ပြီအဲ့ဒီတော့ဒီမှာ NC ကနေထွက်ပြီးတော့မှ NO contact ကိုဝင်တယ်เนาะ NO contact ကိုဝင်တယ်ဝင်ပြီးသွားလို့ရှိရင်အခု drawing ဆွဲတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ drawing အတိုင်းကိုလိုက်ပြီးတော့ control ဆင်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်အခုရှင်းပြသွားတဲ့အတိုင်းပဲเนาะတစ်ဆင့်ချင်းလေးပဲသွားရမယ်เนาะအခုဒီမှာ stack လုပ်ရဲ့အဝင်ကိုရောက်သွားပြီ stack လုပ်ရဲ့ဒီ NO contact အဝင်ကိုရောက်သွားပြီနောက်တစ်ခါပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ NO ကနေပြန်ထွက်ပြီးရင် overload relay ရဲ့ NC contact เนาะ overload relay ရဲ့ NC contact ကဘယ်လောက်လဲဆိုရင်95နဲ့96เนาะ95နဲ့96က overload relay ရဲ့ NC เนาะ99နဲ့98က overload relay ရဲ့ NO ဒါလည်းရှေ့သင်ခန်းစာမှာပြောခဲ့ပြီးပြီเนาะအဲ့တော့ stack လောက်ကထွက်တယ်เนาะ stack လောက် NO ကနေထွက်တယ်ပြန်ထွက်လာတယ် overload relay ရဲ့95ပေါ့เนาะ95ကိုဝင်လိုက်တယ် overload relay ရဲ့ NC ဝင်လိုက်တယ်ဝင်ပြီးရင်အဲ့ဒီ NC ကနေပြန်ထွက်တယ်ပြန်ထွက်ပြီးရင် magnetic conductor ရဲ့ကွာရုံသွားမယ် magnetic conductor မှာကွာဆိုတာကကျွန်တော်တို့ line နဲ့ neutral ပေးရမယ့်ကောင်ပြောတာเนาะဒါပြောခဲ့ပြီးသားအဲ့တော့ A1 ကို line ပေးမယ်ဆိုရင် A2 ကို neutral ပေး A2 ကို line ပေးမယ်ဆိုရင် A1 ကို neutral ပေးကြိုက်တယ်လို့ပေးလို့ရတယ်เนาะအခုဒီမှာကျွန်တော် A1 ကိုဝင်လိုက်မယ်เนาะ NC ကနေ overload ရဲ့ NC ကနေပြန်ထွက်လာတယ်ပြန်ထွက်လာပြီးရင် magnetic conductor ရဲ့ A1 ကိုတွားလိုက်တယ်เนาะဒါ magnetic conductor ရဲ့ A1 တွားလိုက်တယ်ဒါဆိုရင် magnetic conductor ကို line ရောက်သွားပြီ line တော့ရောက်သွားပြီเนาะဒါပေမဲ့ neutral ကိုမစဉ်းစားနဲ့ neutral ဆိုတာကကျွန်တော်တို့ control ဆင်တဲ့နေရာမှာဒီ line ဘက်မှာကိုတစ်ခုပြီးတစ်ခုဆင်လာတယ်เนาะဆင်လာပြီးတော့မှနောက်ဆုံးမှာ neutral တွေကို compound လိုက်ယူပလိုက်เนาะအဲ့ဒါရှင်းတယ်เนาะ neutral တွေဝင်လိုက် line တွေဝင်လိုက်ဆိုရင်ခေါင်းတွေလည်းမလိုအပ်ဘဲနဲ့ပို့ပြီးတော့ရှုပ်တယ်เนาะကဲအဲ့ဒီတော့ကျွန်တော်ဒီအဆင့်ထိပြီးသွားပြီเนาะပြီးသွားပြီဆိုတော့နောက်တစ်ခါဘာလုပ်ရမလဲဒီဘက်ကိုဆက်ပြီးတော့ကြည့်ရမယ်เนาะဒီတစ်ကြောင်းမပြီးသေးဘူးเนาะဒီတစ်ကြောင်းပြီးသွားပြီဒါပေမဲ့ဒီဘက်တစ်ချမ်းကြံသေးတယ်เนาะသူနဲ့ဆက်ဆက်နေတဲ့ကောင်နောက်တစ်ကြောင်းရှိသေးတယ်เนาะအဲ့ဒီတော့ဒါကဘာလဲဆိုတော့ magnetic conductor ရဲ့ NO contact magnetic conductor ကိုကျွန်တော် K နဲ့ပြထားတယ်เนาะဒါ K ရဲ့ coil ဒါ K ရဲ့ NO contact ကွဲပြားအောင်ကြည့်เนาะဒါ magnetic conductor ရဲ့ coil A1 A2 သူ့ရဲ့ contact ကကြတော့ NO ဒီမှာ NO contact သုံးထားတာဖြစ်တဲ့အတွက်73 14လို့ရေးထားတယ်3နဲ့4နဲ့ဆုံးတာက NO contact เนาะနောက်တစ်ခါ1နဲ့2နဲ့ဆုံးတာက NC contact ဒီမှာတော့ကျွန်တော် NO contact တစ်ခုတည်းကိုပဲသုံးထားတာဖြစ်တဲ့အတွက် NC contact ကိုမပြောတော့ဘူးเนาะအဲ့ဒီတော့ဒီမှာ stack လို့ရဲ့ NO contact ကဘယ်ကိုသွားလဲဆိုရင် stack လို့ရဲ့ NO contact ဘယ်သွားလဲဆိုရင်ဒီမှာအဝင်တကြိုအထွက်တကြိုเนาะအခုဒီမှာကျွန်တော်အထွက်ဘက်ကိုလာလိုက်တယ်เนาะဒီ magnetic conductor ရဲ့ NO contact တစ်ခုပေါ့เนาะ NO contact တစ်ဖက်ကနေဘယ်ကိုသွားလဲဆိုတော့ stack လို့ရဲ့အထွက်ဘက်ကိုတစ်ချောင်းသွားတယ်เนาะဒါ wire ကြိုးတွေเนาะ wire ကြိုးတစ်ချောင်းသွားတယ်နောက်တစ်ခါဒီ stack လို့ရဲ့အဝင်ဘက်ကို wire ကြိုးတစ်ချောင်းသွားတယ်เนาะတဖြည်းဖြည်းနဲ့ကြိုးတွေရှုပ်လာပြီเนาะသေချာလေးကြည့်ပြီပါเนาะအဲ့ဒီတော့ဒီမှာပုံမှာဆိုလို့ရှိရင် magnetic conductor ကွာရဲ့ NO contact ပေါ့เนาะ NO contact ကိုသုံးလိုက်တယ်သုံးပြီးရင် stack လို့ရဲ့အဝင်တကြို stack လို့ရဲ့အထွက်တကြိုဟုတ်ပြီเนาะဒီမှာ stack လို့ရဲ့အဝင်ကိုတကြိုသွားတယ်အထွက်ကိုတကြိုသွားတယ်เนาะအဲ့ဒီတော့လွယ်လွယ်ကူကူဖြစ်အောင်ကျွန်တော်မရောအောင်ဆိုလို့ရှိရင်ဒီ magnetic conductor ရဲ့ NO contact ကိုသုံးမယ်ဆိုရင်အဲ့ဒီ NO contact မှာ wire ကြိုးနှစ်ချောင်းထုတ်လိုက်မယ်ဒီဘက်တစ်ဖက်မှာတစ်ချောင်းဒီဘက်တစ်ဖက်မှာတစ်ချောင်းဒါဒီ NO contact ကိုကျွန်တော်တို့သုံးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ကျိုးနှစ်ချောင်းထုတ်ပြီးသွားရင်ဒီမှာကြည့်လိုက်တဲ့အခါမှာ stack လို့ရဲ့အဝင်မှာတစ်ချောင်းရှိရမယ် stack လို့ရဲ့အထွက်မှာတစ်ချောင်းရှိရမယ်နော်အဲ့ဒီတော့ stack လို့ရဲ့အဝင်မှာတစ်ချောင်းရှိမယ်အဝင်ဆိုတာကဒီ line ဘက်ကနေလာမဲ့ဘက်ပေါ့နော် stock လို့ဘက်ကလာမဲ့ဘက် stock လို့ဘက်ကလာမဲ့ဘက်ကိုကျွန်တော်တို့အဝင်လို့ပြောလိုက်တယ်နော်အဝင်မှာတစ်ချောင်းရှိမယ် magnetic conductor ရဲ့ coil ဘက်ကိုသွားမဲ့ကောင်ကအထွက်ပေါ့နော်အဲ့တော့အထွက်မှာတစ်ချောင်းရှိမယ်ရပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပိုင်းထိဆင်ပြီးသွားပြီဟုတ်ပြီနော်ဒီအပိုင်းထိဆင်ပြီးသွားပြီ